ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ daily vlog စနေပြန်လဲကြိုဆိုပါရစေအခုကတော့ကျွန်တော် cabin မှာပေါ့နော်ဒီ barbecue ရှိတယ် barbecue ကိုကျွန်တော်တို့gas နဲ့ကင်မှာဖြစ်ပါတယ်ဆိုတော့ဒီ vlogs လေးကိုလည်းအားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ gas ဆိုတော့ဟောသွားပြီပေါ့နော်မိမွှေးသွားပြီဟိုAnd then okay so ကျွန်တော်တို့jalapeno ကင်မယ် jalapeno တင်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အမဲသားကိုဒါမေတာ ribs ပေါ့လေအဲ့ဒါကိုကျွန်တော်အထဲမှာဖြစ်ပါတယ်ဆိုတော့အခုကမိုးရွာတော့မယ်ပေါ့နော်မိုးရွာတော့မယ်ဆိုတော့ကျွန်တော်တို့ကကင်ပြီးလို့ရှိရင်အိမ်ထဲမှာပဲစားလိုက်တော့မယ်အပြင်မှာတကယ်လို့မိုးရွာလို့ရှိရင်ခက်မယ်ပေါ့နော်ဆိုတော့အပြင်မှာပဲကျွန်တော်တို့စားကြမှာဖြစ်ပါတယ်အမဟုတ်ပါဘူးအထဲမှာပဲစားကြမှာဖြစ်ပါတယ်တော့ကျွန်တော်ရဲ့barbecue ကင်တဲ့ session ဖြစ်ပါတယ်ဘောနော်ဆိုတော့ဒီဟာကဒီလိုကင်ရအောင်ရှင်းလာတော့မသိဘူးဒီဟာကအချိန်တိတ်မပြီးတော့ပဲနဲ့ကျွန်တော်အမြန်ကင်လိုက်တဲ့အမြန်ကင်မဲ့ barbecue ဟုတ်တယ်ဗောနော်ဘာပြောဆိုအပြင်မှာမိုးရွာတဲ့အချိန်ကျတော့ကျွန်တော်က setting တွေတေချာမလုပ်ဖြစ်တော့ဘူးဟိုတခြားကင်စရာတွေလည်းရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါမကင်တော့ဘူးကွာဒီဟာပဲဒီလောက်နဲ့ဆန်3ယောက်လောက်ကွက်တိပဲပေါ့နော်ဆိုတော့ဒီလောက်လေးပဲဒီညတော့ကင်မှာဖြစ်ပါတယ်ကျွန်တော်ကကင်မယ်ဆိုပြီးမီးသွေးတွေယူလာတာဒါပေမဲ့မီးသွေးကမလိုဘူးပေါ့နော်ဒီမှာgas နဲ့ရှိတော့တော်သေးတာပေါ့gas နဲ့လုပ်တဲ့ချိန်ကျတော့သူကမီးကကိုက control လုပ်လေးရတယ်ပြီးလို့ရှိရင်gas လို့ပေါ့နော်မီးခိုးတွေပါတယ်အနံ့မရတော့ဆိုတော့အဲ့တခုကဒီလိုမျိုး gas နဲ့กินရတဲ့ကောင်းကျိုးတစ်ခုပေါ့နော်ကြာကုန်ပြီတချို့ကကြတော့နည်းနည်းကြာတယ်ဗျဘယ်တတ်နိုင်မလဲဟုတ်တယ်မလားဘယ်ဆိုးလို့လဲโอเคနည်းနည်းလှမ်းမယ်ပေါ့နော်ဒီမှာရတာညာသူကဟိုမျှတယ်ခုနပြောသလိုပေါ့နော်မီးကပုံမှန်လေးသွားနေတယ်မီးခိုးကဟိုမင်းမဆဆမရှိဘူးဆိုတော့ဒီဟာတော်တော်လေးကိုကောင်းမွန်တဲ့ barbecue လုပ်ခြင်းအနုပညာဖြစ်ပါတယ်ပေါ့နော်မနေ့ကဆိုရင်ကျွန်တော် barbecue ကင်တော့ vlogs long form တစ်ခုရှိတယ်အဲ့ဒါကြတော့ဒီတိုင်းပဲစကားရှောက်ပြောတယ်ပြီးလို့ရှိရင်တချင်းတွေပါရှောက်ဆိုတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အခုကကြတော့မိုးရွာတော့မယ်ဆိုတော့လေအဲ့လိုမျိုး setting တွေတော့မလုပ်တော့ဘူးပေါ့နော်ဟိုမနေ့ကကြတော့ပြောစရာပြင်မှာထပ်ပြီးတော့အဲ့လိုမျိုးတကယ်အပြင်out of CD ပေါ့နော်အဲ့ဒီ vibe ရှိပါတယ် okay တချို့ကမနေ့ကကင်ပေးတာပေါ့နော်မနေ့ကကင်ပေးတာကျွန်တော်တက်ကင်တာကျွန်တော်ကညမစားဖြစ်တော့အဲ့ဒါဒီတိုင်းပဲထားပြီးတော့မှအခုပြန်ပြီးတော့နှွေးနေတာပေါ့နော်ဆိုတော့မနေ့ကဒီဟာကြတော့မနေ့ကပေါ့နော်โอเคမိုးကတော့မရွာသေးဘူးဒါပေမဲ့လေကတက်ကုန်ဟောင်းဟင်းဟင်းကြီးတိုက်နေဒါဒီဟာပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာစားပြီးလို့ရှိရင် spicy noodle ချက်မယ်အဲ့ဒါကိုညစာနေဖြစ်စားကြမယ်ဒီဟာပြီးလို့ရှိရင်ကျွန်တော်ညီမလေး Esther နဲ့ပေါ့နော်ကျွန်တော်တို့ Grow in Grace podcast ကျွန်တော်ရိုက်ဖို့ရှိတယ်ဆိုတော့ဒီဟာပြီးလို့ရှိရင်အဲ့ဒါစားပြီးလို့ရှိရင်ပေါ့နော်စားပြီးလို့ရှိရင်အဲ့ဒါကိုရိုက်ဖို့ရှိတယ်schedule လုပ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုရိုက်မယ်
မီးရရမ်းတောက်နေဗျသူကမီးလျှော့တာပဲရအောင်ဖြစ်နေသူကအစီရအဖက်များနေတယ်ဆိုတော့စကားပြောပြတ်သွားတယ်ကျွန်တော်တို့ရဲ့YouTube မှာရှိတဲ့ Grow in Grace ကို like ရှာပြီးတော့ပေါ့နော်ကျွန်တော်တို့ spiritually discussion လုပ်ထားတဲ့ဟာအများကြီးရှိတယ်ကျွန်တော် praise and worship ကဏ္ဍတွေရှိတယ်ပြီးလို့ရှိရင်Christian lifestyle တွေရှိတယ်အများကြီးပဲ topic တွေရှိတယ်ပေါ့နော်အခုလည်းဆက်တိုက်တော့ရိုက်နေတယ်ဒါပေမဲ့ဟို upload မလုပ်ရသေးတဲ့ video တွေအများကြီးရှိသေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာလည်းငလျင်အဖြစ်နေတယ်လေငလျင်ဖြစ်နေတော့လူတွေကစိတ်အဆင်မပြေကြဘူးအမှန်ပြောရရင်ကိုယ်တွေလည်းစိတ်ရအဆင်မပြေဘူးပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးကြီးရိုက်မပြချင်ဘူးဟိုဗီဒီယိုတွေပါတယ် upload မလုပ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်ကျဒါ low key လေးနေနေတာပေါ့လေဆိုတော့ဒီအခုခဏနေရိုက်မဲ့ဒီ episode ကလည်းချက်ချင်းတက်ချင်မှတက်မယ်ပေါ့နော်နောက်ထပ်ဘယ်နှပတ်ကြာမှတက်မလဲမသိဘူးဆိုတော့ကျွန်တော်တို့ကone episode weekly တက်တယ်ပေါ့နော် every Friday 7 PM episode အသစ်အများအားတက်တယ်ဆိုတော့ဆောင်းပြီးအားပေးကြပါပေါ့နော် Okay ကျွန်တော်မီးမပိတ်သက်တော့ကျွန်တော်မိမအောင်သွားမိတာဘယ်လိုမီးပိတ်ရမလဲပေါ့နော်ခွာရမိုးတွေရွာနေတယ်တစ်ကိုင်းတွေလည်းကျိုးကျနေတယ်ဒီမှာကောင်းပေါ်တက်ကျနေအောင်အဲကျွန်တော်တိန်းတော့မယ်အင်းရှင်ကလည်းမျိုးလုံးစိမ့်နဲ့ကြည့်နေပြီဆိုတော့ဒါတွေတိန်းမှဖြစ်တော့မယ်ပေါ့နော်โอเคဆိုတော့အထဲမှာပြန်ဝင်ပါမယ်တစ်ကိုင်းတွေပါကြိုးကြနေဟုတ်တယ်โอเคကျွန်တော်အခုရစားတော့ကြမှာဖြစ်ပါတယ်ကျွန်တော်မိမတော့ကြော်နေတယ်ဗောနော်ကြက်ဥခေါ်တော့ဒါ spicy noodle လုပ်နေတာဖြစ်ပါတယ်ဘာလဲသူကအလွယ်ဆုံးကိုလုပ်တာဗောနော်ကျွန်တော်လူခက်ခဲတော့မလုပ်ဘူးပေါ့ဆိုတော့ကျွန်တော်မိမတော့ဒီကြက်ဥကိုချက်တကောင်ချင်းကြော်တာပေါ့ဒါဒီဟာတော့ကြော်ပြီးသားချက်ဥတွေပေါ့လေကျွန်တော်တော့မလောက်ဒါပေမဲ့ it's okay I'm hungry. I haven't eaten. You will be fine. ตัวมีผู้ชมခုမှကျွန်တော်ပေးဝင်တာပေါ့နော်အမှန်ဆိုရင်ကျွန်တော်ဝင်တာဆိုတော့အခုကသူကဘယ်လိုပြောရမလဲမိဖို့ချောင်းမဝင်ဖို့တော့စီတို့ဆင်းနေတဲ့ Nobody gonna believe. I believe. Nobody eats sunny side over here, so we have to fully cook. သူရင်းနေရမစူသေးတော့သူကခဏကြည့်နေတာပေါ့နော် Covered with growing passion here. You do that. Grow you do. ငါမှလည်းအကျင့်မရှိဘူးဒီဟာလေးကြော်တာကိုသူကစကားများနေတာ Usually you have to wait until like soon, but ဘယ်လိုလဲမြည်တာရတာကောင်းလား which one? အဲ့ဒါလေမြည်ကြည့်လေ Why don't you mean how about that? နေခုနမြည်တယ်မလားနေငံတယ်လုတ်သေးတယ်လေအဲ့ရင်းနှွေးကိုသူကမြည်နေတာကင်မရာထဲမှာတော့မပါလိုက်ဘူးပေါ့ခုနကတော့အကြီးကျယ်မြည်နေတာဇွန်းနဲ့ကင်မရာထဲမှာတော့ရိုက်မပြတော့ဘူးလေကျွန်တော်မိမတော့ပုံးနေတယ်အောင်ကျွန်တော် vlog စားတော့တော်တော်ဆဲရပါ I'm young. Fighting. fighting ဒါတော့ Hawaii ရဲ့ဟိုပါပေါ့ Look good. Hawaii မှာရှိတယ် Australia ဖတ်ကြည့်ရင် Australia တဲ့
ဒီလိုပေါ့ကျွန်တော်ကလည်းမျိုးတို့တီးရတန်းတယ်အဲ့လိုဆက်နေတာတို့အဲ့ဒါကိုမခံနိုင်ဘူးသူကပြောနေတာဒါကျတော့သူချက်နေတယ်ပေါ့လေဘယ်ဟုတ်မလဲ No. အကြီးကျယ်ချက်နေတာသူကခောက်ဆွဲရော I didn't say I checked. တွေ့လားအဲ့ဒါဖောက်တာတော့ stock ကိုဖြစ်တာမိဖို့ချာမုံဖူးမှန်တိတာကျွန်တော်မေးကတော့အိုးဖက်ပကံဆင်းနေပါတယ် Oh, that was loud. လန့်တော့တယ်အစီဖြစ်ပါတယ် Calling me fat. ဘာပြောနေလဲဟုတ်လားအေးကဒီလက်စင်းတော့သူ့ယောက်ျားကိုလှုပ်ချင်နေတာလှုပ်ချင်တယ် Vale. ကဲကျွန်တော်ဒီ daily vlog စတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါမယ်ခဏလေးကျွန်တော်ပြန်စားတော့မယ်ဗောနော်ဆိုတော့စားတာတော့ကျွန်တော်ရိုက်မပြတော့ဘူး